တင်မှာပခုံးနဲ့ဂုံဘူးကြွက်သားတွေကိုထိရောက်မှုရှိစေတဲ့ training program လေးကိုဒီနေ့ sharing လုပ်ပေးမှာဖြစ်ပါတယ်အားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရပြီဒီတော့ထိုင်လိုက်ကြမ်းမြဲပါလက်ကလေးကိုဆန့်ထားဟုတ်ပြီကြောက်လေးကိုလည်းပခုံးကြက်လေးတိုင်းထားခြေဦးလေးနဲ့ပြင်လှည့်ထားရပြီပြီးရင်ထားမယ်ကြွတ် okay လက်ကအဲ့ကြရင်ရပြီ file လေး file ပေါ်တင်ထားလဲရတယ်နင်းမေးစီးနဲ့ level နဲ့ကအရှိကိုကြည့်အပေါ်တက်ရင်ဒီမောင်းကိုကျုံအပေါ်ကိုကြည့်အောက်မှာဒူလေးကိုပြန်စီးခဲ့ဟုတ်ကဲ့အပေါ်မှာတင်မပဲတော်ပြီရိုင်းမကောနဲ့အထက်ကောရင်ခါနာပါမယ်တက်ရှူပြန်တက်မယ်ချက်ချင်းစောင့်ထားမယ်1 2 3လေးမုတ်ထုတ်အသက်ရှူပြန်တက်မယ်လေးမုတ်ထုတ်မယ်ဒီလိုလေးတုံးလေးတင်ပြီးလဲဆော့လို့ရတယ်ဟိုဘိုက်ပုံငယ်လေးပေါင်သားလေးတိုးတာဟုတ်တယ်အဲ့လိုလေးကင်ပြီးတော့ဆော့အဲ့ဒါဆိုရင်တော့တင်မကပိုထိတယ်ပြပြထိန်စင်လာပြီလက်ကလေးတင်လိုက်ကလေးကိုလိုမျိုးလေးတွေးရအဲ့လိုလေးလက်ကလေးကဒီခုံကိုလန့်ဆွဲတာခုံရိုင်းရှောက်တစ်ဖက်ရှေ့တိုးမယ်ကင်ထားမယ်ပြီးရင်ဆန့်ထုတ်လိုက်နောက်โอเคပြပြပဲဆန့်ထုတ်โอเคပြပြစင်4နောက်ဆုံးတစ်ခါ5โอเคရပြီပြီးရင်နောက်တစ်ဖက်အဲ့လိုပဲတွေးလေးပဲဆန့်ထုတ်လိုက်နောက်ကို1အုပ်စင်အသက်ရှူမယ်အောင်းထားမယ်တုံးထုတ်လေးမုတ်ထုတ်ဟိုအသက်ရှူပေါ်မှာတောင်းထုတ်လေးမုတ်ထုတ်အပေါ်ရောက်မှလေးဟုတ်လားအပေါ်လေးနည်းနည်းတိုးထားအပေါ်ကိုတင်မယ်ပင့်ပြီးတော့ဟုတ်တယ်အပေါ်ကိုပင့်ပြီးတော့တင်မယ်ဒီကိုကွေးလေးပဲတင်ကွေးလေးပဲချိုင်းလိုက်ကွေးလေးပဲချနောက်တစ်ဖက်သွားမယ်4 okay နောက်တစ်ခါ5တော့ပြီနားရအောင်3 okay ဖြည်းဖြည်းပဲတွန်းထုတ်ဖို့7 okay ဖြည်းဖြည်းချတွန်းထုတ်8 okay ဖြည်းဖြည်းချပြန်တွန်း9နောက်တစ်ခါပြန်တွန်း10 okay တက်တွန်းပြန်မော့ okay ဆွဲရင်ကောင်းတော့3ပြန်ဆွဲအောင်4ထပ်ဆွဲအောင်5ထပ်ဆွဲအောင်ထားပြီးတက်ကြည့်တက်1ပြန်တက်2 okay ပြန်တက်